ကဲအားလုံးပဲတကွက်ကောင်းမင်းရောကွက်နဲ့ပေါက်ချင်ပါရဲ့ရချင်ပါရဲ့ဆိုရဲကူမအားလုံးပဲဗီဒီယိုလေးကိုပြီးဆောင်ကြည့်ရှုပေးပါနော်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော် YouTube ကူမရော TikTok ကူမရောအားလုံးကောနော်ကျွန်တော်မျိုးအားလုံးပဲမင်္ဂလာပါနော်မင်္ဂလာရှိတော့ညာချမ်းလေးပါဗျနော်ကျွန်တော်ရင်ပတ်တောက်ကြနေမှာလေနောက်ဆုံးပဲအိတ်နဲ့လွယ်မယ်ဈေးမှာနော်ငါးသိစီ၄နောက်ပိတ်နဲ့9445ဆိုရဲကဏ္ဍလေးကိုကျွန်တော်ရရှိခဲ့တယ်နော်ပေါက်လိုက်တဲ့ကိုမရှိလို့ရှင်လဲကွန်မန့်လေးမှာပေါက်ကြီးလေးတွေမှန်တော့ပြီပါနောက်ကွန်မန့်လေးမှာပေါက်ကြီးလေးတွေမှန်တော့ပြီပါကဲအားလုံးပဲမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါကျွန်တော်မနက်ဖြန်16ရက်နေ့လေစမ်းနာရီ10မိနစ်ဈေးအတွက်2ရှယ်ပတ်တီးလေး2ရှယ်မင်းရောက်ွက်လေးပြောပြတော့ပါမယ်နော်တကွက်ကောင်းမင်းရောက်ွက်လူချင်းတဲ့ကိုမှအားလုံးပဲဗီဒီယိုလေးကိုပြီးဆောင်ကြည့်ရှုပေးပါနော်ကဲအားလုံးပဲကျွန်တော်မနက်ဖြန်အဖွင့်နေ့နော်တနင်္လာနေ့အဖွင့်နေ့လေစမ်းနာရီ10မိနစ်ဈေးအတွက်2ရှယ်ပတ်တီးလေး2ရှယ်မင်းရောက်ွက်လေးပြောပြတော့ပါမယ်နော်အကြိုက်တွေကမှလုံးမဲ့တေချာလေးလိုက်ဆော့ပေးပါနော်အကြိုက်မတူတွေကမှရရော39လွတ်လပ်စွာဘက်ကန်နိုင်ပါရဲ့ဗျနော်ကဲအားလုံးပဲเนาะကျွန်တော်ဒီကိုဘေး channel လေးကိုတော်တော်ကြည့်နေကူမအားလုံးပဲเนาะ follow လေးလုပ်ပေးခဲ့ပါအပေါင်းလေးနေပြီး follow လေးလုပ်ပေးခဲ့အသေးလေးတယောက်ချက်နေပြီး comment မှာ okay လေးတယောက်ချောင်းနေမှန်ပေးခဲ့ပါเนาะအများကြီးပုတ်လေးအောင်လဲ share လို့ရနေရလေး share ပေးကြပါဦးเนาะ YouTube ကြည့်နေကူမကြီးလေเนาะ channel လေးကို subscribe လုပ်မယ် like လက်မလေးနှိပ်ပေးမယ်เนาะအများပုတ်လေးအောင် share လို့ရနေရလေး share ပေးမယ်ဟလားเนาะcomment လေးမှာ okay တယောက်ချောင်းနေမှန်ပေးမယ်เนาะကျွန်တော်ပြောတဲ့ canal လေးကိုကြားရတဲ့ဆိုလို့ရှင်းလဲ comment လေးမှာပြန်ရေးပေးခဲ့လို့ရတယ်เนาะကဲအားလုံးပဲကိုကမအားလုံးပဲမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာပါနော်မင်္ဂလာရှိသောညချမ်းလေးပါနော်ကျွန်တော်မနက်ဖြန်16ရက်နေ့3လပိုင်း16ရက်နေ့နေ့လယ်7:00နာရီ10မိနစ်ဈေးအတွက်တနင်္လာနေ့ဖွင့်နေ့လယ်7:00နာရီ10မိနစ်ဈေးအတွက်2ရှယ်ပတ်တီးလေး2ရှယ်မင်းရောက်ကလေးပြောခဲ့မှာကျွန်တော်ဗိုလ်လူမှုကျော်ဇာယုပတ်တီးလေးရင်ပြောပေးမယ်နော်ကျွန်တော်ဗိုလ်လူမှုကျော်ဇာယုပတ်တီးလေးရရောကိုကမအားလုံးပဲကျွန်တော်3ညပတ်တီးပါပဲနော်3ညပတ်တီးပါပဲနော်အကြိုက်တွေကမှအလုံးမတီချာလေးလိုက်ဆော့ပေးပါပို့လို့မကြော်ပါဘူးနော်တပတ်စမွေးကနန်း3ခွက်ပြောပေးမယ်တပတ်စမွေးကနန်းကလည်းကျွန်တော်အထူးကြီးစိုက်ပြီးဆော့ပါမယ်နော်တပတ်စမွေးကနန်းလေး3ခွက်ကလည်းကိုကမှအလုံးမကျွန်တော်2ထိပ်စီ8နောက်ပိတ်နဲ့2ရှစ်4ထိပ်စီ4နောက်ပိတ်နဲ့4 4ခွန်ထိပ်စီ6နောက်ပိတ်နဲ့ခွန်6နော်2ရှစ်4 4ခွန်6ဆိုရဲတပတ်စမွေးကနန်း3ခွက်ပါနော်ကဲအားလုံးပဲကျွန်တော်မနေ့ကနေ့လေ7:00နာရီ10မိနစ်ဈေးအတွက်2ရှယ်ပတ်တီးလေးရကိုကမှလုံးပဲကျွန်တော်2ပတ်တီး5ပတ်တီးပါနော်ပတ်တီးလေးရကျွန်တော်2ပတ်တီး5ပတ်တီးပါနေ့နဲ့ပတ်သက်ပြီးကျွန်တော်တင်ခွက်လေးရရော2ထိပ်စီ3နောက်ပိတ်နဲ့20 2ထိပ်စီ4နောက်ပိတ်နဲ့2 4 2ထိပ်စီ9နောက်ပိတ်နဲ့2ခွန်ပါ9နဲ့ပတ်သက်ပြီးကျွန်တော်တင်ခွက်လေးရရော9ထိပ်စီ3နောက်ပိတ်နဲ့50 9ထိပ်စီ2နောက်ပိတ်နဲ့9နှစ်နော်9ထိပ်စီ9နောက်ပိတ်နဲ့9ခွန်ပါနော်55နှစ်9ခွန်20 24 2ခွန်နော်55နှစ်9ခွန်နေ့နဲ့ပတ်သက်ပြီးကျွန်တော်မေရောက်ွက်လေးရရော2ထိပ်စီ3နောက်ပိတ်နဲ့2 3 9နဲ့ပတ်သက်ပြီးမေရောက်ွက်လေးရရော9ထိပ်စီ10နောက်ပိတ်နဲ့9 8ပါနော်ကဲအားလုံးပဲတကွက်ကောင်းမင်းရောကွက်စောင့်နေရကူမအားလုံးပဲနော်ကျွန်တော်မနက်ဖြန်နေ့လေ7:00နာရီ10မိနစ်ဈေးအတွက်နော်3လပိုင်း16ရက်နေ့လေ7:00နာရီ10မိနစ်ဈေးအတွက်တကွက်ကောင်းမင်းရောကွက်နဲ့ပေါက်ချင်ပါရချင်ပါဆိုရကူမအားလုံးပဲကျွန်တော်ဖုန်းနံပါတ်လေးပြတဲ့3ညကို6096333ဆိုရဖုန်းနံပါတ်လေးဖုန်းတိုင်းဆက်သွယ်ပြီးဖုန်း message ကနေပဲဖြစ် Viber နေပဲဖြစ်ကျောင်းစီမှာကနန်းလေးလာယူလို့ရပါရဲ့ဗျကူမအားလုံးပဲနော်ကနန်းလေးလာယူလို့ရပါရဲ့နော်ပေါက်ရင်လည်းကိုမကိုစေနာရှိလောက်ပဲပေးလို့ရပါတယ်เนาะဘလောက်ပူထိုးပြီးပါเนาะဘလောက်ပေးပါလို့မတောင်းပါဘူးကိုမအားလုံးပဲစေနာရှိလောက်ပဲပေးလို့ရပါတယ်အဲ့တော့ကျွန်တော်နဲ့ cancel ချင်တဲ့ကိုမအားလုံးပဲကျွန်တော်နဲ့လက်တွဲချင်တဲ့ကိုမအားလုံးပဲကျွန်တော်ဖုန်းနံပါတ်လေးပေးတယ်39 6096333ဆိုရဖုန်းနံပါတ်လေးကိုဖုန်းတိုင်းဆက်သွယ်ပေးပါဗျာเนาะဖုန်း message ကနေ hi လို့ရပါတယ် Viber နေလည်း hi လို့ရပါတယ်เนาะကဲအားလုံးပဲเนาะကျွန်တော်မနက်ဖြန်နေ့လေဗီဒီယိုလေးမှာအားလုံးနဲ့တူပြန်တွေ့ပါမယ်တတာပါအားလုံးပဲတတာပါ